Hello, alo mingla ba, chano de kene ishu na ma nai no set lo ba de lo chano khutalo chano atata the ma ဘယ်လိုပြောမလဲခွန်အားဖြစ်စေတဲ့အရာပေါ့နော်ကျွန်တော်အသက်တာထဲမှာကောင်းကြီးဖြစ်စေတဲ့အရာတစ်ခုကိုကျွန်တော်နည်းနည်းပါးပါးဝယ်ငှချင်ပါတယ်လို့ကျွန်တော်တို့စစာထဲမှာပါတွေ့ရလဲဆိုတော့ငါကိုခေါ်ပါခေါ်လင်းထူးမယ်လို့ဖျားရှင်တာပြောတာဖြစ်တယ်ပေါ့နော်တင်းတော့မတင်းအောင်ကြည်တော့အရာနဲ့နေတော့အရာတော့ကငါဖွင့်ပြမယ်လို့ဖျားရှင်တာပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အရာခံစားရတယ်ပေါ့နော်ခုတလို့ဘယ်လိုပြောမလဲဖျားကိုခေါ်မှလည်းရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စံစာထဲမှာမျက်စိကန်းနဲ့လူနေပါပေါ့နော်သူတို့တခင်ရှုကသူတို့မြို့ထဲမှာလာရောက်တယ်ဆိုတော့သူတို့တည်တဲ့အခါကျတော့သူတို့အတကုံအော်တာဖြစ်တယ်ဒါဝိရဲ့သားတော်ယေရှုပေါ့နော်သူတို့အတကုံအော်တာဖြစ်တယ်လူတွေကတော့ဘာပြောတာလဲဆိုတော့ဗာလဲနာငေးတယ်ပေါ့နော်သူတို့ကဒါပေမဲ့သူတို့ကလက်မလျှော်ဘူးသူတို့အတကုံခေါ်တဲ့အခါကျတော့သခင်ယေရှုကသူတို့ရဲ့အနာမှာလာပြီးမှသခင်ယေရှုကသူတို့ကိုကျမ်းမာခြင်းပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့တခါတလေကျွန်တော်တို့ကဘယ်လိုပြောမလဲမခေါ်နဲ့ရမှာပါလို့ကျွန်တော်တို့ထင်တတ်တယ်ပေါ့နော်မခေါ်ရင်လည်းအဆင်ပြေမှာပါလို့ကျွန်တော်တို့ထင်တတ်တယ်ဒါပေမဲ့ကျမ်းစာထဲမှာပြောတာဆိုတော့ခေါ်ပါခေါ်ရင်ထူးမယ်အိမ်အောင်ဆုံးပြောတာလဲခေါ်ပါပေါ့နော်ပြကြမှာတောင်းနေရမယ်ပေါ့နော်ရှာရင်တွေ့မယ်ခောက်ရင်ဖွင့်မယ်ပေါ့နော်ဆိုအဲ့လိုကျွန်တော်တို့စံစာထဲမှာတွေ့ရတာဖြစ်တယ်ဆိုတော့ခေါ်မှဒါလင်းဖျားရှင်တာထူးမယ်သူ့ကိုရှာမှဒါလင်းတော့အတွေ့ခံမယ်ပေါ့နော်အဲ့လိုလာတယ်ပေါ့နော်တခါတလေကျွန်တော်တို့ကဖျားချက်ချင်းမြတ်တာနဲ့ပြေးသွားတဲ့ဖျားဖြစ်တယ်ပေါ့နော်ဖျားရှင်တာတနာကျင်တာတဲ့ဖျားဖြစ်တယ်ဖျားရှင်တာကျွန်တော်ကိုသိမှာပါကျွန်တော်ခေါ်ဆရာလည်းမလူပါဘူးဖျားရှင်တာကျွန်တော်ကိုအချိန်မရွေးပြုစုဆောင်ရှောက်တယ်ဟုတ်တာတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့နှလုံးသားကဘသူကိုတန်းတာလေပေါ့နော်ကျွန်တော်တို့နှလုံးသားကဘသူကိုခေါ်နေတာလေကျွန်တော်တို့နှလုံးသားကဖျားကိုမခေါ်ဘူးဆိုရင်ကျွန်တော်တို့တဘောကပါလဲဆိုတော့ဖျားကိုကျွန်တော်တို့အသက်တာထဲမှာမလိုအပ်တဲ့တဘောဖြစ်သွားတယ်ပေါ့နော်ကိုရတတာထဲမှာဖျားရဲ့အကူငယ်တကယ်လို့ချင်းတယ်ဖျားတကယ်လို့ချင်းတယ်ဆိုရင်တော့ဘယ်သူမှဆိုဖျားကိုခေါ်မှာပဲပေါ့နော်ဆိုတော့ကျွန်တော်တကယ်နဲ့ကျွန်တော်အားပေးချင်းတယ်ဘာဖြစ်လို့လဲဆိုတော့ခေါ်ရအောင်ဖျားကိုခေါ်ရအောင်ပေါ့နော်ကိုရဲ့လုပ်ငန်းကိုင်ငန်းအတွက်ဖျားရှင်ကိုခေါ်ရအောင်ကိုရဲ့မိသားစုအတွက်ဖျားရှင်ကိုခေါ်ရအောင်ကိုရဲ့တိုင်းနိုင်ငံအတွက်ဖျားရှင်ကိုခေါ်ရအောင်ပေါ့နော်ကိုရဲ့အနာဂတ်အတွက်ဖျားရှင်ကိုခေါ်ရအောင်ဆိုတာကျွန်တော်ပြောပြခြင်းနဲ့ဖျားဘယင်တကာဘယင်ဖြစ်တယ်အရှင်တကာရှင်ဖြစ်တယ်ခေါ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်ဘယ်လိုပြောမလဲအဓိကကျွန်တော်အသက်တာအတွက်အဲ့ဒါတခါတလေဆူတောင်းဖို့ပြင်းတယ်ပြောရမယ်ဆိုဒါပေမဲ့ဖျားရှင်တို့အဲ့လိုမခေါ်တာများလေပေါ့နော်ဖျားရှင်တို့မခေါ်တာများလေဘာဖြစ်တာလဲဆိုတော့ဖယားနဲ့ဝေးလာလေအဲ့လိုခံစားရတာဖြစ်တယ်တခါတလေကျဘယ်လိုပြောမလဲငါလုံနိုင်ပါတယ်ကွာငါတတ်နိုင်ပါတယ်ကွာဆိုတော့အတွေးတွေများတဲ့ခါကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ဖျားရှင်တို့မခေါ်တဲ့အချိန်တွေများတယ်ပေါ့နော်ကိုရဲ့အစီအစဉ်ဗာလဲကိုနားလေတလူကိုလှုပ်ချင်တလူပဲလှုပ်တဲ့အခါကျတော့ကျွန်တော်အသက်တာထဲမှာဖျားရှင်ကိုမခေါ်ဖြစ်ဘူးဖျားရှင်ကိုမခေါ်ဖြစ်တဲ့အခါကျတော့ဖျားနဲ့ပူဝေးလာလေပဲဖြစ်တတ်တာဖြစ်တယ်ဆိုတော့ဟုတ်တယ်ကျွန်တော်တကယ်နဲ့အားပေးခြင်းနဲ့ကျွန်တော်တို့ဖျားကိုခေါ်ရအောင်ဖျားရှင်ကိုခေါ်မှပဲဖျားရှင်ကကျွန်တော်တို့ကိုထူးမှဖြစ်တဲ့လူတွေကိုခေါ်တယ်ဆိုရင်တော့ဗာလဲအတိုင်းတာတစ်ခုပဲရှိမယ်ပေါ့နော်ကျွန်တော်တို့လူတွေကိုခေါ်တယ်ဆိုရင်တော့နောက်ဆုံးတော့စိတ်ပြတ်ဖို့ကပုံများတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဖျားရှင်ကိုခေါ်တယ်ဆိုပါလေကျွန်တော်တို့လူတွေရှိမှဒုထောက်ဆရာမလို့ဘူးဟာလေလုယာဖျားရှင်ကိုခေါ်တယ်ဆိုဖျားရှင်ကတကယ်ထိုးတဲ့ဖျားရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်လို့အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ